ကဲအားလုံးပဲမင်္ဂလာပါမနက်9:00နာရီခွဲလောက်မှာတော့ကျွန်တော်တို့ချင်းမိုင်မြို့ကိုရောက်လာခဲ့ပါပြီရောက်ပြီဆိုတော့ဒီရောက်ဒါဆိုရင်လည်း ချင်းမိုင်မြို့ရောက်ပြီbus နဲ့တော့မှဒီရောက်ကိုဒါဆိုရင်အဲ့မှာစတွေ့တာပဲတေချာစကားပြောကြည့်လိုက်မှလိုင်းကရောက်တာလားမရောက်ဘူးလားတေချာမသိလို့ဘော်ရာကြီးရွှေမိုးအိမ်ကိုရက်စီးပြီးတော့ပဲတွားလိုက်ပါတယ်ကဲရွှေမိုးအိမ်လည်းရောက်ပြီဆိုတော့ခဏတစ်ဖြုတ်နားပြီးငှားထားတဲ့ဆိုင်ကယ်ကိုတွားယူမှာပဲဖြစ်ပါတယ်ကဲ my friend နဲ့ my friend ဒီဆိုင်ကသွားယူလိုက်ပါအောင်မယ်ဆိုင်ငယ်သွားယူရင်လည်းအမှတ်တရလေးတစ်ခုဖြစ်ခဲ့ပါတယ်လမ်းမှာစစ်စေးဂိတ်တွေနဲ့တွေ့တော့တငယ်ချင်းဖြစ်ပါမလားလို့မေးတာအေးစေးသားကြီးမင်းကိုမဖမ်းဘူးအုတ်ထုတ်ပါတယ်ဘာမှမဖြစ်ဘူးဆိုပြီးတော့မောင်းတာတန်းပြီးတော့အဖမ်းခံရပါတယ်ကံကောင်းတာကရန်ကုန်ကပါလာတယ်တင်မောင်းလိုင်စီပြပြီးရဲကိုရွှေ့လိုက်တာလွှတ်ပေးလိုက်လို့တော်သေးရပေါ့ချင်းမိုင်ဒိုးဖို့အတွက်ချင်းမိုင်ဒိုးမှာမဟုတ်ပါဘူးချင်းဘူးလားလေဘယ်လိုတော့မှာမဲကပ်ပါမဲကပ်ပေါင်တော့ဖို့အတွက်အားလုံးကျောင်းကရင်ရောနင်တို့ကရင်ရောနင်တို့ကရင်ဘာကရင်ရောနေ Let's go. ရေနဲ့ကျုပ်ရွာပြုတ်ချားပေါ့ရေဘူးနဲ့ဒီဘုရားကျုပ်ပြုတ်တယ်အဲ့မှာလားတောက်ပါကော်ဖီရဲ့ချင်းရယ်ဟွာလေးဒီပြီး655ပဲနဲ့အရန်တန်ပါလေအီဆန်မပြောင်းမှန်လားတဲ့သူကမင်းနေရကောင်းပါနော်မိုက်တယ်လေထိုင်းနေရဲ့ signature ထဲမှာဒါတွေပါတာပဲလေမှန်ပါဦးနဲ့အုပ်ထားအဲ့တော့ရှာဒါထိုင်းနေရဲ့စားတောက်ထဲမှာဒါတွေအခုအစပြီးတိတ်မကြခင်မှာပဲတောင်ကုန်းတောင်တက်လန်းတွေကိုမောင်းရတော့မှာပါထိုင်ကင်မောင်းချိန်ကတော့မဲကပ်ပေါင်ရောက်တဲ့အထိကိုတနာရီခွဲလောက်တော့မောင်းလိုက်ရပါတယ်ပြန်ရရင်တော့ပြင်မှုကြတော့ကဲမက်ကပောင်ရောရောက်ပါပြီခုထင်မှာဘော်အားလေးနဲ့တူတူတော့ပါမယ်ကျွန်တော်တငယ်ချင်းဟိုကကျွန်တော်ရဲ့ကောင်းမလေးရဲ့တငယ်ချင်းတငယ်ချင်းတွေကျွန်တော်တို့တငယ်ချင်းခြုံပြီးပြောရရင်တော့တငယ်ချင်းတွေဒီကတော့ဒီမှာဆိုင်ပါလေးလေးတာပြီးမယ်ဒီမှာတော့အတောက်အလောက်မဟုတ်ဘူးအတောက်ကပေါ်တက်တောက်จะวัดตามผักกะเพราเมตาผักกะเพราเมตาผักกะเพราတမောဒီတာကျေးဇူးတင်အေးဟုတ်တယ်ဒီနေ့ညာရဲ့တက်တယ်ညာရွက်လောက်လာတော့ချိန်မှသွားမယ်လို့သမီးစားပြီးတော့တောင်ပေါ်ကဂုံးကြီးဂုံးကြီးပေါ်မှာကော်ဖီတောက်မှာပါဂုံးကြီးကတော့ဆောင်းတက်နေတာဖေးမဆောင်းတက်ရလှပါတဲ့တဲ့ဂုံးကိုရှိုးလိုက်ဒါခုနကတော့ထပ်တာနောက်တစ်ခွေးပေါ့ကွာနောက်တစ်ခွေးဟိုရှေ့တစ်ခါရှောက်တယ်တလားအေးမသိညာဟိုကဟုတ်ပါတယ်
တွေ့ဘူး ဟောဟိုမှာလည်းမစင်းတတ်တော့ဘယ်လိုမစင်းတတ်တာဟုတ်လား ခြေချစရာနေရာမတွေ့တော့ဘူးဒီကချလို့ရတယ် ဟိုမှာလည်းတွေ့မိန်းကလေးတွေကဘာကြောင့်လဲမသိဘူးเนาะသူတို့ကသူတို့ဆိုမစင်းတတ်ကြဘူး အဲ့ဒီကငါအမြင့်ကြောက်တာ ဘဲတွေပါလို့ရှိရင်မစင်းတတ်ကြဘူး ကြောက်တာပါဆို ဒီနားလေးနည်းနည်းတက်ရတယ်အဲ့တဲ့ရှင်နေကိုရှိုးပါ နည်းနည်းလေးတည်းရ စင်ပြေလား ခြေလမ်းကိုလည်းကြည့်ရောမပြေဘူးသူ့ရဲ့နည်းနည်းလေးတည်းရမှာသုံးပြလောက်ရှိ စေးပါတဲ့ ဒီဆိုင်လေးမှာကော်ဖီတောက်မှာပါအပူမောပြေဝိုင်းမလား အေးညာပဲ 不刚好的，然后吃点，然后就没来表呢。对不对叫你带你到底မဟုတ်ခန့် 我 green tea အော် 嘛， မိုက်တယ် တောင်းမင်းဒီလေးပါခုမှအရိယာ ဖြူလေးနဲ့ ကုန်ခန်းကြီးသွားတယ် တောင်ပေါ်တက်ပြီးတော့လာတောက်တော့ မ ကို င်း ယ် က တိုင် ဒီကုန်ခန်းကြီးသွား တောက်ရတဲ့နေရာကြီးကတော့ fine နေပြန်ဒီမျိုးကြီးဒီကွန်လေးကလမ်းနေရောက်တော့မရောက်သေး မ ဘူး ကြီးရတော့ဒဟမ်းမတော့မင်း ကြီး ကြီးနေပြီဘာညာကြောတယ်နေကြလိုက် တော့လေးစိတ်ရယ် 然后必须吧，我爸。后面必须那好多吧。 ကြာလာ ဆွေမမ နားနေနေရ ဆွေမမဒါအင်းတို့ပြောနေတယ်ကျွန်တော်တို့ရှေးကြမယ်လေ ခုပြန်ပြီးတော့အောက်မှာပြန်ပြီးတော့ဓာတ်ပုံရိုက်ပါမယ်ပုံမှန်ရိုက်လို့ပြီးသွားရင်နေရေတကွန်လေးကအရင်အေးပြီးတော့နေလို့စောင်းအောင်ကောင်းအောင် ဒီကျန်းသွားပါတယ် ရေထိ ကျွန် ပါ တော်တို့ပူပြီးထွက်သွားဒီဆောင်သွားတယ်ရှင်က 1 2 3 1 2 3 1 2 3 Okay ဒီစားပြီးမှသုံးပြရတယ် ငယ်ချင်း ဘာဒီမိသား ပိုးတာဒီ ဦးသားဒီ ဟိုမှာလေးအတွဲလိုက်လေ ဦးသားဒီထားပါ ဟောအေးလုံနေသူများချန်နေရတယ် ဟုတ်သွားရားမရ ပြဿနာမရှိပါဘူး သူချင်းစီဒီကလမ်းပြပြီးသူ့ပိုင်ရှင်ကသူ့ကိုထားခဲ့ပြီးဒီပါရဲ့အားလုံး သူကဝန်းနေရောအခုကဝန်းနေနေ တခင်ပြန်လာတဲ့အချိန်ကြီးကြောက်တော့ပြန်ပြီးပြောင်းသွားတယ် အစင်းတော့ဖြည်းဖြည်းတိုက်ဒီကောင်ရှင်းရော
တက်ကဲကဲ တကယ်ကဒီဟာ မနက်ကအဖမ်းခံ နေရှင်းပြလာတာ ဖမ်းခံကန်ကောင်းတယ်ဒီမှာရန်ကုန်ကတင်မောင်းလိုင်းစိန်နဲ့ပြပြီးတော့ဖြည့်ရှင်းလာ အဲ တင်မောင်းလိုင်းစိန်ပြဲတောင်ပြဲနေတန်းနဲ့ကုန်နေ တကယ်တော့သူလည်းဘာမှနားမလဲပါဘူးအဲ့ပဲနော်အရင်လည်းဘာမှနားလဲမှာမဟုတ် ပြန်ပြီးရိုးချိုးပါမယ် ဒီဘုချိုးမယ်ပြင်ပြန်ခီးချက်မယ် ထားမယ် ရိုးချိုးမယ်ပုံစံနဲ့ဒီရတော့ ဘာရော ညတော့ကိုတော့ဒီဆိုင်လေးမှာကွတီကိုပြီးပါပါကွတီကိုပြီးပါမယ် ဒါထိုင်းကွီဒီကိုစစ်စစ်ပါမြန်မာပြည် ဒါဘာနဲ့လဲလိုက် ကွတီနွေလား တိုက်အမဲသားနဲ့လား မဲသားနဲ့ပါ မဲသားနဲ့ မဲသားနဲ့တိကပါ လက်ဝတ်သား ဟောတာမင်းတို့เนี่ยအတူတူပဲ သူပဲမဲသားနဲ့ အရေးမတူဘွားဆိုရင်အကြည့်ပေါ့ဒါအရေးမဲ ဟောငါတို့ကဟိုဝက်သွေးနဲ့ငါတို့ကဝက်သွေးနဲ့သူကရေးချင်တယ် ကြက်ရေးဒီ โอเคတီးကြမယ်တီးပါ ဒီမှာယူဝဲမှာခောက်ဆွဲစားကြဘူးလေး ကောင်းတယ် ဟုတ်ကဲ့ပဲပေါ့ပါ ဘလို့နေလဲဘလို့နေလဲ ဘာလဲ မဲသားဘက်လေးနဲ့စားပြကြည့်ပါ ရှင်ဆက်ပြီးဆက်စား တမ်းမယ် အမဲပါလို့ရတယ် ဘာပြီးတော့ခုဒီနေမှာထား ဝက်သွေးနဲ့လည်းအားမကောက်ဘူး ဟုတ်လား ကွတီကိုလည်း ဟုတ်တယ်နေရောကြိုက်တာ အဲ့ရ ဆိုတော့ ဒါတော့ဝတ်သူနဲ့မဟုတ်ဘူးလို့နဲ့အရင်ကောင်း ချစ်သူရောဘလို့လဲချစ်သူကတော့အမြဲကောင်း တော်တယ်အောင်တော့ ကဲဒါဆိုရင်နောက်ရက်ဘယ်တွေသွားမယ်ဆိုတာကိုစောင့်ကြည့်ပေးပါအောင်နော်